မင်္ဂလာပါရှင်ဒီနေ့ပရှုထမင်းကြော်ပါမယ်အိုးရဲစီထည့်ပြီးစီပူလာရင်နုံနုံဆင်းထားတဲ့ကြက်သွန်နီထည့်ပါမယ်သေးသေးလှီးထားတဲ့ခရမ်းချင်သီးလည်းထည့်ပါမယ်မယုံသီးအယောင်တင်မှုတ်ထမင်းစားစုံတစ်စုံထည့်ပြီးမှွေပါမယ်ရှင်ကျက်သားပြုတ်အသားနွာထားတာနဲ့ပဇွန်ထည့်ပြီးမှွေပါမယ်ပန်းကော်ဖီဥနီပဲသီးပြောင်းဘူးထည့်မှွေပါမယ်အသီးရွက်လေးတွေအနှဲငယ်နူးလာရင်ဒဲအိုးတစ်ဖက်ကိုကပ်ပြီးခောက်ထားတဲ့ကြက်ဥနှလုံးထည့်ကြော်ပါမယ်ရှင်။ကြက်ဥကျက်လာရင်အသီးအရွက်နဲ့ရောမွေပါမယ်။ရွှေပဲပြားနဲ့ပါပါလှီထားတဲ့ရှမ်းပုံငင်းချင်းမယုံသီးချောင်းနဲ့ပဲငပိအနှဲငယ်ကိုလည်းထည့်ကြော်ပါမယ်။ထမင်းထည့်ပြီးပဲငံပြားရည်အကြည်ထည့်ပါမယ်။သေးချစွာမှွေပါမယ်။ကြက်သားမုန့်ထည့်ပြီးတံမြာသီးလဲညှစ်ပါမယ်ရှင်။မီးပြင်းပြင်းနဲ့သမအောင်တေချာမှွေကြော်ပါမယ်ရှင်။ချကန်နေရင်ငရုတ်ကောင်းမုန့်ဖြူပါမယ်။အနံ့လေးအရမ်းမှွေပြီးချင်းကန်ဆက်ပရှုထမင်းကြော်လေးရပါပြီရှင်။အဆုံးအထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်။